1930ပြည့်နှစ်များစီကတရုတ်နိုင်ငံတောင်ဝမ်းမှာရှိတဲ့ဖူရှန်လို့ခေါ်တဲ့မြို့လေးဟာကိုယ်ခံပညာရက်တွေအထူးထွန်းကားတဲ့နေရာတစ်ခုအဖြစ်နာမည်ကျော်ကြားခဲ့ပါတယ်။လမ်းမတွေပေါ်မှာကိုယ်ခံပညာသင်တန်းကျောင်းတွေတစ်ကျောင်းနဲ့တစ်ကျောင်းမျက်နှာချင်းဆိုင်ဖွင့်လှစ်ထားကြပြီးတော့နေ့စဉ်နဲ့အမျှတပည့်တွေရဲ့လေ့ကျင့်ရေးဆင်းနေတဲ့တိုင်းကွက်တွေအဟိတ်တန်တွေနဲ့မြို့လေးကအမြဲတမ်းတောက်ဝေလုံရှားနေပါတယ်။ဒီလိုတိုင်းပညာရှင်တွေအများအပြားရှိတဲ့ဖူရှန်မြို့မှာအားလုံးကလေးစားရတဲ့တိုင်းပညာအရာရာမှာပြိုင်ဘက်ကင်းတဲ့ဆရာတူရှိပါတယ်။သူကတော့ဝန်ချိုးတိုင်းပညာရှင်ကြီးဆရာအိုင်ပင်မန်ပဲဖြစ်ပါတယ်။အိုင်ပင်မန်ဟာအလွန်ချမ်းသာကြွယ်ဝတဲ့မိသားစုကနေစဉ်ဆက်လာသူဖြစ်ပြီးတော့မြို့လေကောင်မှာရှိနေတဲ့အေယာမဆိုင်ကြီးတစ်ခုမှာသူချစ်ရတဲ့ဇနီးတဲ့ကျန်းဝင်းစင်တားငယ်လေးအချွန်းနဲ့အတူအလွန်အေးချမ်းတဲ့ဘဝကိုပြတ်တန်းနေတဲ့လူပါ။တခြားတိုင်းဆရာတွေလိုတင်တန်းကျောင်းဖွင့်ပြီးတပည့်လက်ခံတာမျိုးမလုပ်ဘဲနဲ့သူ့ရဲ့အိမ်ထဲကတင်သားရုပ်တုကြီးနဲ့နေ့စဉ်တိတ်ဆိတ်စွာတိုင်းကျင်နေတတ်ပါတယ်။ဒီနေ့မှာဖူရှန်မြို့ကိုမာဆာလီလူတို့ခေါ်တဲ့တိုင်းဆရာတယောက်ရောက်ရှိလာပြီးတော့တင်တန်းကျောင်းတင်လာဖွင့်ပါတယ်။မာဆာလီကသူ့ရဲ့ပညာကိုဆက်သက်ချင်တာကြောင့်ဖူရှန်မြို့မှာနာမည်အကြီးဆုံးဖြစ်နေတဲ့အိုင်ပင်မန်စီကိုလာရောက်ပြီးတော့ချစ်ကြည်ရေးတိုင်းပြန်မှုဖိတ်ခေါ်ခဲ့ပါတယ်။အိုင်ပင်မန်ဟာအလွန်ရည်ပြင်းကားတဲ့သူဖြစ်ပြီးမာဆာလီကိုအိမ်ထဲဖိတ်ခေါ်ပြီးထမင်းတူတူစားတော့ကြပါတယ်။ထမင်းစားပြီးတဲ့အခါသူတို့နှစ်ယောက်ကအိမ်ငန်းထဲမှာတကားတွေကုန်ပေးပြီးတော့အပြင်လိုမသိစေပဲလှုပ်ဝက်ရှင်ပြန်ကြပါတယ်။ပြန်ပွဲစတင်တာနဲ့မာဆာလီကအလွန်ကြမ်းတမ်းပြီးမြန်ဆန်တဲ့တိုက်ခွက်တွေနဲ့စတင်တိုက်ခိုက်ပေမဲ့အိုင်ပင်မန်ကတော့ဝန်ချိုးရဲ့နူးညံ့ပြီးကြစ်လိုက်တဲ့ကောက်ွယ်မှုတွေနဲ့အေးဆေးပဲတုံ့ပြန်ခဲ့ပါတယ်။မာဆာလီရဲ့တိုက်ခွက်တွေကဘလောက်ပဲပြင်းထန်ပါစေအိုင်ပင်မန်ရဲ့ခန္ဓာကိုယ်တစ်ချက်မှမထိနိုင်တဲ့အပြင်အိုင်ပင်မန်ကသူ့ရဲ့ဟန်ချက်တွေကိုအသာလေးပြစ်လိုက်ပြီးတော့လုံးဝအသာစီရယူတော့ပါတယ်။ပွဲပြီးမှာအိုင်ပင်မန်ကမာဆာလီကိုအဆက်မကွဲစေဖို့အတွက်ဘသူနိုင်နဲ့ဘသူရှုံးနေဆိုတာကိုအပြင်မှာမပြောဘဲလှုပ်ဝက်ထားပြီးဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီချိန်မှာအိုင်ပင်မန်ရဲ့ခြံဝင်းထဲကိုဆွန်လာကောက်တဲ့ကလေးငယ်တယောက်နဲ့အတူပါလာတဲ့စားသုံးဆိုင်ကစပွဲတိုးလေးလင်းကတိတ်ပင်ပေါ်ကနေရှင်းပြနေတာကိုဂုံမြင်တွေ့သွားခဲ့ပါတယ်။လင်းကစကားပြတဲ့သူပြီးပြီးအိုင်ပင်မန်ကမာဆာလီကိုအလွယ်တကူနိုင်ယူလိုက်ကြောင်းလက်ဖေးဆိုင်ထဲမှာဒိုတွေကိုလိုက်ပြပြလိုက်တဲ့အတွက်မာဆာလီကမြို့ထဲမှာရှာခွဲသွားရပါတော့တယ်။အိုင်ပင်မန်ကတော့ဒီကိစ္စကိုဘာမှတုံ့ပြန်ခြင်းမလုပ်ဘဲနဲ့တိတ်ဆိတ်စွာနေနိုင်ခဲ့ပါတယ်။ဒီလိုနဲ့အချိန်တိုတွင်းမှာပဲဖူရှာမြို့ကိုမြောက်ပိုင်းသားတန်းသမားတွေဖြစ်တဲ့ဂျင်ရှန်ကျောင်းနဲ့သူတပည့်ရောက်ရှိလာပါတယ်။ဂျင်ရှန်ကျောင်းဟာအလွန်ရိုင်းဆိုင်ကြမ်းနိုင်ပြီးတော့မြောက်ပိုင်းတိုင်းပညာကိုအထူးကျွမ်းကျင်တဲ့လူဖြစ်ပါတယ်။သူတို့ဖူရှန်ကိုလာရတဲ့ရည်ရွယ်ချက်ကတော့ဖူရှန်မှာရှိနေတဲ့တိုင်းဆရာအားလုံးကိုအနိုင်ယူပြီးတော့သူတို့ရဲ့သင်တန်းကျောင်းကိုဖွင့်လှစ်ကနာမည်ကြီးဖို့ဖြစ်ပါတယ်။ဂျင်ရှန်ကျောင်းဟာမြို့တွေကတိုင်းဆရာအားလုံးရဲ့ကျောင်းတွေကိုတကြောင်မီတယောက်ဝင်ရောက်ဆက်ခေါ်ပြီးအကြမ်းဖက်ရက်စက်တဲ့တိုက်ခွက်တွေနဲ့ပြတ်သက်ရိုက်နဲ့အနိုင်ယူပါတော့တယ်။မာဆာလီယိုအပါအဝင်ဖူရှန်ကတိုင်းဆရာတွေအားလုံးဂျင်ရှန်ကျောင်းရဲ့လက်အောက်မှာအချက်တကွဲအကျိုးနဲ့ရှုံးနေသွားခဲ့ရပါတယ်။ဖူရှန်မြို့ရဲ့တိုင်းပညာကုန်တဲ့ကဟာဂျင်ရှန်ကျောင်းကြောင့်အကြီးအကျယ်ကျဆင်းသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဂျင်ရှန်ကျောင်းဟာဖူရှန်မှာအတော်ဆုံးလို့နာမည်ကြီးနေတဲ့အိုင်ပင်မန်ကျောင်းကြားစီသွားပြီးတော့အိုင်ပင်မန်ရဲ့ခြံဝင်းထဲကိုအကြမ်းဖက်ဝင်ရောက်ကစိန်ခေါ်ပါတယ်။အိုင်ပင်မန်ဟာသူ့အိမ်ထဲမှာငြင်းညမ်းစွာနေထိုင်နေသူဖြစ်တဲ့အတွက်အစာပိုင်းမှာရှင်မြန်ဖို့ငြင်းဆန်ပါတယ်။အထူးသဖြင့်အိုင်ပင်မန်ရဲ့ဇနီးတဲ့ဟာခင်မွန်းပြသူတိုင်းထိုးတာရန်ပစ်တာကိုအလုံးမုန်းတီးသူဖြစ်လို့အိမ်ထဲမှာလာစိန်ခေါ်နေတဲ့ဂျင်ရှန်ကျောင်းကိုလုံးဝမကျေနပ်ပါဘူး။ဒါပေမဲ့ဂျင်ရှန်ကျောင်းဟာအိုင်ပင်မန်ကိုကြောက်လို့မထိုးရလားဆိုပြီးတော့ရန်စတဲ့ဆိုကားပြောဆိုရုံမကဘဲနဲ့ဖူရှန်မြို့ရဲ့တိုင်းပညာကအတုံးမကြအောင်ဆိုပြီးပါလှောင်ပြောင်းပါတော့တယ်။ဒီချိန်မှာပဲအိုင်ပင်မန်ရဲ့တာငယ်လေးဟာကလေးကြီးစပိန်လေးကိုစီးပြီးထွက်လာပြီးတော့ဖခင်ဖြစ်သူကိုအဖေမထိုးရင်အိမ်ကပစ္စည်းတွေကုန်ရက်ခွဲခံရရမယ်လို့အမေကပြောတယ်ဆိုပြီးလာပြောပါတယ်။ဒီတော့မှအိုင်ပင်မန်ရဲ့ဇနီးတဲ့ကိုယ်တိုင်ကအိုင်ပင်မန်ကိုရှီပြမှုခွင့်ပြုလိုက်တာကိုသဘောပေါက်သွားပါတယ်။ရှင်မန်မှုစတင်တဲ့အခါဂျန်ရှင်ကျောင်းကအေးအမဓာကြီးတက်လက်ကင်ဆောင်ပြီးတော့အားပြင်းလာတဲ့ခုတ်ချက်တွေနဲ့စတင်လိုက်ခဲ့ပါတယ်။အိုင်ပင်မန်ကတော့အိမ်မှာရှိတဲ့ကြံမွေးတစ်ပတ်စီလေးတစ်ချောင်းကိုအသားအရကင်ပြီးတော့ဂျန်ရှင်ကျောင်းရဲ့ပြင်းထန်တဲ့တိုက်ကွက်တွေကိုအလွန်နူးညံ့သိမ်မွေးတဲ့ဝန်ချုံးကောက်ွယ်မှုတွေနဲ့တခြားချင်းစီပဲပဲချပါတယ်။ဂျန်ရှင်ကျောင်းရဲ့ဓာတ်ချက်တွေကဘလောက်မြန်မြန်အိုင်ပင်မန်ရဲ့ကြံမွေးတစ်ပတ်စီထိတ်ကခဘဘရိုက်ချက်တွေအောက်မှာပဲဂျန်ရှင်ကျောင်းတယောက်လဲလဲကိုကိုနဲ့အချက်တကွဲရှုံးနေသွားခဲ့ရပါတယ်။အိုင်ပင်မန်ဟာဂျန်ရှင်ကျောင်းကိုနှိမ်နှင်းလိုက်နေတဲ့အတွက်ဖူရှန်မျိုးသူမျိုးသားတွေအားလုံးကသူ့ကိုသူရဲကောင်းတယောက်လိုဝိုင်းဝန်းချီကျူးကုန်ပြကြပြီးတော့အိုင်ပင်မန်ရဲ့နာမည်ကဖူရှန်မျိုးတစ်မျိုးလုံးမှာပိုပြီးကြီးကျယ်ခမ်းနားသွားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအေဂျင့်မိခုံစရာကောင်းလာတဲ့အချိန်ကာလတွေကမကြာလိုက်ပါဘူး။1939ခုနှစ်ကိုရောက်တဲ့အခါမှာတော့တရုတ်ဂျပန်စစ်ပွဲကြီးစတင်ဖြစ်ပွားပါတော့တယ်။ပိုရှန်မျိုးလေးရဲ့ကောင်းကင်ယံမှာလေကြောင်းရန်တတိပြီးအော်အတန်တွေဆူညံသောထွက်ပေါ်လာပြီးတော့ဂျပန်လေတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေအောက်မှာလှပတဲ့ဖူရှန်မျိုးလေးကတမုံချိပြပုံထိဖြစ်သွားရပါတယ်။မျိုးရဲ့လမ်းတွေပေါ်မှာဂျပန်စစ်တပ်တွေဝင်ရောက်နေရာယူလိုက်ကြပြီးတော့တရုတ်ပြည်သူတွေရဲ့ဘဝဟာငရဲကြသလိုဖြစ်သွားပါတယ်။အိုင်ပင်မန်ရဲ့ကြီးနားခမ်းနားတဲ့ဆိုင်ရင်ကြီးကိုလည်းဂျပန်စစ်တပ်ကသူတို့ရဲ့စစ်ဌာနချုပ်အဖြစ်အတင်းအဓမ္မသိမ်းပယ်လိုက်ပါတယ်။အရင်ကချမ်းသာကြွယ်ဝခဲ့တဲ့အိုင်ပင်မန်တို့မိသားစုဟာအဝတ်အစားနှင်းငယ်လိုသာယူဆောင်ခွင့်ရပြီးတော့အိမ်ပေါ်ကနေနေချခံလိုက်ရပါတော့တယ်။သူတို့မိသားစုဟာမြို့စုမှာရှိနေတဲ့ပြိုကျလူစစဲတဲအုပ်ပြက်လေးတစ်ခုမှာတွားရောက်ခိုးလို့ရပြီးတော့ဘဝကိုတုံညာကနေပြန်လည်စတင်ရပါတော့တယ်။စစ်ပွဲရဲ့ကြိုးစားကြောင့်အစားအသောက်တွေရှားပါလာပြီးတော့အိုင်ပင်မန်တို့မိသားစုဟာစည်ရဲမွေးတင်မှုတံကိုလူးလက်ခံစားရပါတော့တယ်။ဇနီးဖြစ်သူကနာမကျန်းဖြစ်နေပြီးတော့တားငယ်လေးကလည်းအမြဲတမ်းပိုက်ဆံနေရှာပါတယ်။အိုင်ပင်မန်ဟာသူ့မိသားစုမငတ်ဖို့အတွက်အိမ်မှာကြံနေသေးတဲ့အဖိုးတန်နိုင်တွေအဝေစားတွေကိုရောင်းချပြီးတော့ကစုံဦးနှင်းငယ်ကိုဝေယိုစားသားရတဲ့အထိဘဝအခြေအနေကဆိုးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ရောင်းရပစ္စည်းဘာမှမကြံတော့ပဲအခါမှာတော့အိုင်ပင်မန်ကအရင်ကလိုတိတ်ခါကြီးမားတဲ့တိုင်းဆရာ
ဆိုတဲ့မာနကိုဘေးပယ်ထားပြီးတော့မိသားစုစားဝတ်နေရေးအတွက်ကြောင်မီးသွေးတွင်းမှာတွားရောက်လို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ကြောင်မီးသွေးတွင်းမှာလှုပ်ရတာဟာအလုံးပင်မဆင်းရဲပါတယ်။နေကုန်ကြောင်မီးသွေးတွေကိုပေါက်တူးနေတူတောင်းနဲ့တေးရတဲ့အလုပ်ကျန်းကြီးတွေကို IP Man တယောက်သူ့သားမယားအတွက်အန်ဂျီပြီးလှုပ်ဆောင်နေရပါတယ်။ဒီကြောင်မီးသွေးတွင်းမှာက IP Man ဟာအရင်ကသူ့စီမှာစင်ခေါ်ဘူးတဲ့မာဆာလီကိုလည်းအလုပ်သမားတယောက်အနေနဲ့ပြန်တွေ့ခဲ့ပါတယ်။စစ်ပွဲကတိုင်းဆရာတွေကိုပါတာမန်လုပ်ကျန်းသမားဘဝကိုရအောင်တွန်းပို့လိုက်တာပါ။ဒီနေ့မှာတော့ကြောင်မီးသွေးတွင်းကိုဂျပန်စစ်ကားတွေရောက်ရှိလာပါတယ်။ကားပေါ်ကနေကာရာတီပညာရှင်ဂျပန်ဗိုလ်ချုပ်မီအူရာနဲ့သူ့ရဲ့လက်ထောက်ရာရှိစာတိုတိုဆင်းလာပါတယ်။ဗိုလ်ချုပ်မီအူရာကဂျပန်စစ်တပ်ရဲ့ကာရာတီနီးပြတယောက်ဖြစ်ပြီးတော့တရုတ်တိုင်းပညာကိုအထင်သေးသူဖြစ်ပါတယ်။သူဟာကြောင်မီးသွေးတွင်းကအလုပ်သမားတွေထဲမှာတိုင်းတဲ့လူရှိရင်သူတို့ရဲ့ဂျပန်ကာရာတီတပိတ်တွေနဲ့လာရောက်ရှင်မြန်တိုက်ခိုက်နိုင်ကြအောင်တပွဲနိုင်ရင်စံတအိတ်စုချင်မိမယ်ဆိုပြီးတော့လာရောက်ကမ်းလှမ်းပါတယ်။ငမုံခါမနေတဲ့တရုတ်အလုပ်သမားတွေတက်ကတော့စံတအိတ်ဆိုတာအသက်တမအရေးကြီးနေတဲ့အချိန်ဖြစ်ပါတယ်။ဒါကြောင့်အရင်ကဇပွဲတိုးလေးလုပ်ခဲ့တဲ့လင်းကစံတအိတ်လိုချင်တာကြောင့်တိုင်းပြန်မှုလိုက်သွားခဲ့ပါတယ်။လင်းကဂျပန်တပည့်တယောက်ကိုနိုင်ရခဲ့ပြီးမဲ့နောက်ထပ်ပြန်မင်းမှာတော့ရဲရဲဆက်ဆက်ဝိုင်းဝန်းထုတ်ချိတ်ခံရပြီးတော့သွေးတန်တရေရဲနဲ့ပျောက်ဆုံးသွားခဲ့ပါတယ်။နောက်ရနေငယ်ကြတဲ့အခါမှာတော့ IP Man နဲ့မာဆာလီတို့ကဆန်လိုချင်တဲ့အတွက်ဗိုလ်ချုပ်မီအူရာရဲ့ကာရာတီလေ့ကျင့်ခွင့်စီကိုရောက်ရှိသွားပါတယ်။ IP Man ကတိုင်းပြန်မှုလာတာမဟုတ်ဘဲနဲ့ပျောက်ဆုံးနေတဲ့လင်းကိုလိုက်ရှာဖို့လာတာဖြစ်ပါတယ်။မာဆာလီကတော့ဆိုင်ရေးလိုချင်တဲ့အတွက်ပြန်မဝင်နဲ့ဝင်ရောက်သွားပြီးတော့ဂျပန်ကာရာတီသမားတယောက်ကိုနိုင်ယူလိုက်ပါတယ်။စံတေးရသွားပေမဲ့မာဆာလီဟာသူ့ရဲ့ပညာကိုအထင်ကြီးပြီးတော့နောက်တော့ဂျပန်3ယောက်ကိုတပြိုင်နက်ရှင်ပြိုင်မှုစင်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ဂျပန်3ယောက်စလုံးဝိုင်းဝန်းတိုက်ခဲ့ကြတဲ့အခါမှာတော့မာဆာလီဟာအလဲလဲကွက်ကွက်ဖြစ်ပြီးကျမ်းမြေပေါ်မှာလဲကျသွားပါတယ်။မာဆာလီဟာရှုံးနေသွားပေမဲ့သူနိုင်ငံရဲ့ပွဲအတွက်ဆိုင်ရေးတေးကိုကျမ်းပေါ်ကနေကောက်ယူဖို့ကြိုးစားပါတယ်။အဲဒီချိန်မှာပဲရဲဆက်တဲ့ဂျပန်အရာရှိစာတိုကမာဆာလီရဲ့ဦးခေါင်းကိုတန်းတန်းနဲ့ချိန်ပြီးအနီးကပ်ပစ်သက်လိုက်ပါတယ်။မျက်စိရှိမှလည်းအပြစ်မဲ့တဲ့တရုတ်တိုင်းဆရာတယောက်ရဲဆက်ဆက်အသက်ခံလိုက်ရတော့မြင်တွေ့ရတဲ့အခါမှာတော့ IP Man ရဲ့ရင်ထဲမှာဒေါသတွေနာကျင်မှုတွေပေါက်ကွဲထွက်လာပါတယ်။အမြဲတမ်းတည်ငြိမ်အေးဆေးစွာနေတတ်တဲ့ IP Man ရဲ့မျက်ဝန်းတွေကဒေါသမီးတွေတောက်လောင်ပြီးတော့ကာရာတီပြိုင်ပွဲဝင်ပေါ်ကိုဖြည်းဖြည်းချင်းချော်သွားလိုက်ပါတယ်။သူဟာဂျပန်ဗိုလ်ချုပ်မီအူရာကိုစူးစဲစွာကြည့်လိုက်ပြီးတော့သူ့ရဲ့လက်ကိုမြောက်ကကျွန်တော်တယောက်တည်းနဲ့ဂျပန်10ယောက်ကိုပြိုင်ထိုးမယ်ဆိုပြီးတော့ကြသိန်းထားဝယ်ခါခေါအတန်နဲ့ကြီးညာလိုက်ပါတယ်။ IP Man ရဲ့10ယောက်ကိုတယောက်တည်းပြိုင်ထိုးမယ်ဆိုတဲ့စကားကြောင့်ကာရာတီလေ့ကျင့်ရေးတစ်ခုလုံးအောင်းမင်တက်ကတိုက်စီသွားပါတယ်။ဂျပန်ဗိုလ်ချုပ်မီအူရာကအေးဆက်ဆက်အပြုံးနဲ့သဘောတူလိုက်တဲ့အခါမှာတော့ဂျပန်ကာရာတီခပတ်နဲ့10ယောက်က IP Man ကိုဝမ်းပိတ်ဆို့လိုက်ကြပါတယ်။ပြိုင်ပွဲစားရတဲ့တပြိုင်နက်ဂျပန်တွေကလင်းမြန်းတဲ့ကန်ချက်ထိုးချက်တွေနဲ့အဖက်ဖက်ကနေစတင်တိုက်ခိုက်ပြီးမဲ့ IP Man ကတော့ရင်ထဲကပေါက်ကွဲနေတဲ့ဒေါသကိုတိုင်းခွတ်ထိပ်ထဲပေါင်းထည့်ထားပြီးတော့ပြင်းပြင်းထန်ထန်တုံ့ပြန်ပါတော့တယ်။အရင်ကလိုတိမ်မွေးတဲ့ကာဝယ်မှုတွေတပတ်သားကိုမထိခိုက်အောင်ထိန်းချုပ်တဲ့တိုက်ခွက်တွေမဟုတ်တော့ဘဲနဲ့အယိုးတွေကျိုးအစ်စ်တွေပြုတ်ထွက်သွားလောက်တဲ့အထိပြင်းထန်ရက်ဆက်တဲ့တိုက်ခွက်တွေကိုတုံးပြီးတော့ဂျပန်10ယောက်စလုံးကိုမျက်စိတမိတ်တွင်းမှာနဲ့လဲထိုးပြလိုက်ပါတယ်။သွေးတန်တရေရဲနဲ့ကျမ်းမြေပေါ်မှာညီညွတ်လဲကျနေတဲ့ဂျပန်10ယောက်ကိုကြည့်ပြီးတော့ဗိုလ်ချုပ်မီအူရာကိုယ်တိုင်အောင်းမင်တက်သွားခဲ့ပါတယ်။မီအူရာက IP Man ကိုဆန်ဆယ်ပေးပေမဲ့ IP Man ကဆန်ရီကိုလှည့်မကြည့်ပဲအသက်ခံလိုက်ရတဲ့မာဆာလူကိုစားဝမ်းနေမှုနဲ့အတူလင်းရဲ့သွေးစွန်းနေတဲ့တထုဘူးလေးကိုကောက်ယူပြီးတော့ပြမွေးကွင်းကနေမမမရှောက်ထွက်သွားပါတော့တယ်။အိမ်တော် IP Man ဟာမိသားစုစားဝတ်နေရေးအတွက်ရင်းကသူ့ရဲ့တငယ်ချင်းဖြစ်သူချောင်းချင်းချံပါဆိုင်တဲ့ဝါကုန်းစက်ရုံမှာအလုပ်ဝင်လုပ်ပါတယ်။အဲဒီစက်ရုံကိုအရင်ကဖူရှန်မှာ IP Man ကိုရှုံးနေသွားခဲ့တဲ့မြောက်ပိုင်းသားဂျန်ရှင်ချောင်းနဲ့သူ့ရဲ့ဓမြကိုင်းကလာရောက်ဆက်ကြီးတောင်းအနိုင်ကျင့်နေကြတာဖြစ်ပါတယ်။ချောင်းချင်းချံက IP Man ကိုအကူအညီတောင်းတဲ့အခါမှာတော့ IP Man ကစက်ရုံကအလုပ်သမားတွေကိုသူတို့ကာကွယ်နိုင်မှုအတွက်ဝန်ချိုးကုန်ကံပညာကိုစတင်တရားပေးပါတော့တယ်။နေကင်းဘက်မှာပုံမှန်လှုပ်ကြပြီးတော့ညဘက်မှာတော့စက်ရုံတွေကအလုပ်သမားတွေအားလုံး IP Man ရဲ့ဦးဆောင်မှုအောက်မှာတက်ကြွတိုင်းကျင်းကြပါတယ်။တိတ်မကြခင်မှာပဲဂျန်ရှင်ချောင်းနဲ့ဓမြအဖွဲ့ဟာစက်ရုံကိုဝင်ရောက်စီးနင်းပြီးတော့ပစ္စည်းတွေလူကိုကြိုးစားကြပါတယ်။ဒါပေမဲ့အလုပ်သမားတွေက IP Man တင်ပေးထားတဲ့ဝန်ချိုးတက်ခွက်တွေနဲ့စီစီလုံးလုံးပြန်လည်တိုက်ခိုက်ကြပါတယ်။ဒီချိန်မှာပဲ IP Man ရောက်လာပြီးတော့ရှီလီရတဲ့ဝက်လုံးတစ်ချောင်းကိုကိုင်ဆောင်ကဂျန်ရှင်ချောင်းရဲ့ဓမြအဖွဲ့ကိုအပြတ်သက်ရိုင်းလိုက်လိုက်ပါတော့တယ်။ဂျန်ရှင်ချောင်းဟာ IP Man ကိုနောက်တစ်ချိန်ထပ်ရှုံးသွားပြီးတော့စက်ရုံကနေရှယ်တိုကဖြတ်ပြေးသွားပါတော့တယ်။ဒီသတင်းဟာဂျပန်နိုင်ငံနဲ့ရောက်သွားတဲ့အခါမှာတော့ရက်စက်တဲ့ဂျပန်ရာရှိစာတိုက IP Man ကိုဖမ်းဆီးဖို့အတွက်ဝါကုန်းစက်ရုံကိုစစ်တပ်နဲ့တူရောက်လာပါတယ်။ IP Man ဟာစက်ရုံကနေတီတီလေးထွက်ပြေးလွတ်မြောက်လာခဲ့ပြီးတော့သူ့ရဲ့မိသားစုကိုဘေးကင်းရာကိုပုံအောင်နေဖို့အတွက်အများဆုံးစီစဉ်ခဲ့ရပါတယ်။ဒါပေမဲ့ IP Man ကထွက်ပြေးပုံအောင်နေတဲ့ဘောက်ကိုစိတ်ကုန်လာပြီးတော့တရုတ်ပြည်သူတွေရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးဖို့အတွက်ဂျပန်တွေကိုမြန်နေချင်းဆိုင်ရင်ဆိုင်ဖို့ဆွဲပန်းလိုက်ပါတော့တယ်။နောက်ဆုံးမှာတော့ IP Man ဟာဂျပန်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတော့ဗိုလ်ချုပ်မီအူရာရှိကိုရောက်သွားပါတယ်။မီအူရာက IP Man ရဲ့ပြန်မဲ့ကိတိုင်းပညာကိုထင်ကြီးတဲ့အတွက်ဂျပန်စစ်တပ်မှာဝန်ချုံတိုင်းပညာနဲ့ပေါင်းစပ်ပြီးဂျပန်စစ်သားတွေကိုတင်ပေးဖို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့မျိုးချစ်စိတ်အပြည့်ရှိတဲ့ IP Man ကတရုတ်တွေရဲ့ကိုယ်ခံပညာကိုဂျပန်စစ်တပ်ကိုတင်မပေးနိုင်ဘူးဆိုပြီးတော့ဒီကမ်းလှမ်းမှုကိုပြပြတသားညှင်းဆန်လိုက်ပြီးမီအူရာကိုယ်တိုင်နဲ့လူမြင်ကွင်းမှာတရားဝင်တိုင်းပြိုင်မှုသင်ခေါ်လိုက်ပါတယ်။မီအူရာကလည်းသူ့ရဲ့ဂျပန်ကာရာတီပညာကတရုတ်တိုင်းပညာတက်တာလွန်ကြပြသချင်တာကြောင့်ဒီစိန်ခေါ်မှုကိုဂုဏ်စွာနဲ့လက်ခံလိုက်ပါတယ်။ဒါပေမဲ့ဂျပန်ရာစီစာတိုကတော့ IP Man ကိုပြိုင်ပွဲမှာနိုင်ရင်တနက်နဲ့ပြတ်တက်မယ်လို့တိတ်တိတ်ဆိတ်လို့ပဲချိန်ရောက်ထားပါတယ်။ဖိုရှန်မျိုးလေကောင်ကရင်မြင်ကြီးမှာ IP Man နဲ့ဗိုလ်ချုပ်မီအူရာတို့ရဲ့
တိုင်းပြိုင်ပွဲကြီးစတင်မှာတော့တယ်။ကွင်းဘက်လယ်မှာဂျပန်စစ်သားတွေလက်နက်ပြည့်စုံတဲ့အထက်ထက်ဆောင်ကျင်နေပြီးတရုတ်ပြည်သူတောင်းတဲ့ချီကလည်းသူတို့ရဲ့သူရဲကောင်းအိုင်ပင်မန်ကိုအားပေးဖို့အတွက်ရောက်ရှိလာကြပါတယ်။ပွဲအစတာနဲ့မီယူရာရဲ့အလွန်အင်အားပါတဲ့ခရာတေးထိုးချက်ကန်ချက်တွေကိုအိုင်ပင်မန်ကအဆက်မပြတ်ခံရပါတယ်။အစပိုင်းမှာမီယူရာရဲ့ကျန်းတဲ့ဖိအားပေးမှုတွေကြောင့်အိုင်ပင်မန်ကအနည်းငယ်အနောက်ဆုတ်ပေးရပြီးတော့ခန်းစစ်ကိုတတိထားပြီးတော့ကစားခဲ့ရပေမဲ့တိတ်မကြခင်မှာပဲအိုင်ပင်မန်ကသူ့ရဲ့အထွတ်ထိပ်ရောက်နေတဲ့ဝန်ချိုးတိုင်းဝက်ကိုအစွမ်းကုန်ထုတ်တော့ပါတော့တယ်။အိုင်ပင်မန်ရဲ့လျှက်စီးလိုမြန်ဆန်တဲ့လက်သီးချက်တွေကမီယူရာရဲ့ကောက်ွယ်မှုတွေကိုအလွယ်တကူဖောက်ထွင်းဝင်ရောက်သွားပြီးတော့မီယူရာရဲ့မျက်နှာနဲ့ရင်ဘတ်တွေကိုအချက်ပေါင်းများစွာအဆက်မပြတ်ထိမှန်ပါတော့တယ်။နောက်ဆုံးမှာတော့အိုင်ပင်မန်ဟာမီယူရာရဲ့ဟန်ချက်ကိုလုံးဝဖျက်ဆီးပစ်လိုက်ပြီးတော့ပြင်းထန်တဲ့ထိုးချက်ရိုင်းနှံတွေနဲ့မီယူရာကိုတသားစင်မင်ပေါ်ကနေအောက်ကိုလင်းစင်ချသွားစေပါတယ်။မီယူရာလဲလဲကိုယ်ရှုံးနေသွားတဲ့မြင်ကွင်းကိုကြည့်ပြီးတော့တရုတ်ပြည်သူတရက်လုံးဝမ်းသာလုံးစုံအောင်ပွဲခံအဝင်းနေကြတဲ့အချိန်မှာပဲအညူကြီးရဲ့ဂျပန်ယာရှိစာတိုကအိုင်ပင်မန်ကိုစင်မော်မာနဲ့တနက်နဲ့လှမ်းပစ်လိုက်ပါတယ်။တနက်ကြီးစံဟာအိုင်ပင်မန်ရဲ့ပကုံးကိုထိမှန်သွားပြီးတော့အိုင်ပင်မန်ကသွေးဆန်တရေရေနဲ့ကျမ်းမြေပေါ်မှာလဲကျသွားပါတယ်။ဒီချိန်မှာပဲအိုင်ပင်မန်ရဲ့တငယ်ချင်းဖြစ်သူဇကပြန်ရဲရရှိလီချောင်းကဒေါသတကြီးနဲ့ဝင်လာပြီးတော့စာတိုရဲ့လက်ကိုလူကစာတိုကိုတနက်နဲ့ပြန်လိုက်ပစ်တက်လိုက်ပါတော့တယ်။ဂျီမင်တစ်ခုလုံးရိုးတည်ဖြစ်သွားပြီးတရုတ်ပြည်သူတွေကဂျပန်စစ်တပ်ရဲ့လက်နက်နဲ့တားဆီးမှုတွေကိုဂီယိုမဆိုင်တော့ဘဲနဲ့အတင်းပေါက်တော့ကလဲကျနေတဲ့အိုင်ပင်မန်ကိုဝိုင်းဝန်းကောက်ဝေးပေးကြပါတယ်။ပြည်သူတွေရဲ့အင်အားနဲ့အကူအညီကြောင့်ဂျပန်စစ်တပ်လည်းဘာမှဆက်မလုပ်နိုင်တော့ဘဲနဲ့ဒဏ်ရာရနေတဲ့အိုင်ပင်မန်ကိုလုံခြုံတဲ့နေရာတစ်ခုစီအောင်မြင်စွာခေါ်ထုတ်သွားခဲ့နိုင်ပါတယ်။အဲဒီနောက်မှာတော့တငယ်ချင်းပြည်သူချောင်းချင်းချွန်တဲ့အကူအညီနဲ့အိုင်ပင်မန်လူမိသားစုဟာဂျပန်တွေလည်းလမ်းမမီနိုင်တဲ့ဟောင်ကောင်ကျွန်းစီကိုခက်ခဲစွာထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။ဟောင်ကောင်ကိုရောက်တဲ့အခါမှာတော့အိုင်ပင်မန်ဟာဝန်ချိုးတိုင်းပညာကိုဆက်လက်ဖြန့်ဝေသိကြားပေးခဲ့ပြီးနောက်ပိုင်းမှာတော့နာမည်ကျော်တိုင်းပညာရှင်ဘရုစ်လီလိုကမ္ဘာကျော်သဖက်တွေကိုမွေးထုတ်ပေးခဲ့နိုင်တဲ့မဟာတိုင်းပညာရှင်တို့အဖြစ်တာမဝင်ကျန်ရိတ်ခါဇလန်းကြီးကပြီးဆုံးသွားပါတော့တယ်။